နောက်မှမင်းသမီးတို့ဖြစ်ပေမဲ့မင်းသမီးဝုံမောင်ရွှေကိုမတင်မှတ်ထားတဲ့ပုံစံနဲ့ဆက်ဆံခဲ့လို့သူပြောများနေတဲ့ချိုးလေးပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အခုဒီလိုရုပ်ရှင်လောကမှာနေရာတနေရာရလာပြီးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိထားတဲ့မင်းသမီးချိုးလေးဟာစင်ညာမင်းသမီးကြီးတဦးဖြစ်တဲ့ဝုံမောင်ရွှေကိုဘယ်သူမှမတင်မှတ်ထားတဲ့အပြုအမူတွေနဲ့ဆက်ဆံခဲ့တာကြောင့်လူတွေကအားသိခဲ့ရလဲဖြစ်ပါတယ်မင်းသမီးဝုံမောင်ရွှေဆိုတာကနိုင်ငံကျော်ရှက်ရှမ်းတောင်းအောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့အလျောက်ဂျူနီယာဖြစ်တဲ့ချိုးလေးကလည်းစင်ညာကိုဆက်ဆံတဲ့ပုံစံနဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေခဲ့ရတာလည်းဖြစ်ပါတယ်ရုပ်ရှင်လောကထဲမှာအားလုံးနဲ့မစိမ့်ပဲနဲ့ရင်းနှီးပြီးသားဖြစ်တဲ့မင်းသမီးချိုးလေးကတော့အနုပညာလုပ်တွေမှာလည်းအောင်မြင်နေပြီဖြစ်တဲ့အပြင်စိတ်ဓာတ်လေးကလည်းကောင်းမွန်လာတာကြောင့်သူ့ကိုအားလုံးကချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်သူလေးကတော့အခုလိုမျိုးအောင်မြင်နေတဲ့မင်းသမီးတလည်းမဖြစ်လာခင်တုန်းကလည်းမြန်မာနိုင်ငံရဲ့လူကြီးအများဆုံး channel တစ်ခုဖြစ်တဲ့ MRTV4 မှာဇလန်တော်မင်းသမီးတယောက်ဖြစ်ခဲ့တာပါဇလန်တော်ရဲ့ရိုက်ကူးနေတုန်းကလည်းပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့တာပါချိုးလေးဟာဒီလိုမျိုးမင်းသမီးတယောက်ဖြစ်လာဖို့အတွက်ငယ်ငယ်ကလေးကအိမ်မက်ရတဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီလိုမျိုးနုပညာလုပ်တွေကိုဝါသနာပါလုံးလာကြောင်းရခိုင်ပြည်နယ်မြို့နယ်တစ်မြို့ကနေမင်းသမီးတယောက်ဖြစ်ဖို့အတွက်ရန်ကုန်ကိုတက်လာခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်ချိုးလေးကသူ့ဝါသနာပါရအလုပ်ကိုဒီဇိုင်းမမတ်နဲ့စူးစမ်းအားထုတ်ခဲ့တာကြောင့်အခုဆိုရင်တော့စူးစမ်းမှုရလဒ်တွေကိုခန်းစားရပြီးအစောပိုင်းကာလမှာတော့ချိုးလေးကို MRTV4 မင်းသမီးတလက်အနေနဲ့အများစုကသိကြထားပေမဲ့အခုနောက်ပိုင်းမှာတော့မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာအခြားမင်းသမီးကြီးတွေနဲ့စီနီယာအဖြစ်ရှိနေတာကြောင့်ချိုးလေးတို့လိုဂျူနီယာမင်းသမီးလေးတွေအတွက်တရော့တနေရာကနေနေရာရရှိခဲ့တာလည်းဖြစ်ပါတယ်ချိုးလေးကလည်းတကယ်ကိုအောင်မြင်မှုတွေနဲ့ထိုက်တန်တဲ့မင်းသမီးတလက်လည်းဖြစ်ပါတယ်သူမပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဇလန်တွေတိုင်းမှာလည်းတရုပ်ဆောင်ရမယ်ဇယုံဇက်ကောင်တိုင်းကိုအပြေအဝတရုပ်ဆောင်နိုင်တဲ့မင်းသမီးတလက်လည်းဖြစ်ပါတယ်ပရိသတ်တွေကချိုးလေးရဲ့အရင်တော့ကတရုပ်ဆောင်မှုတွေကိုသိပြီးတော့သဘောမကျခဲ့ပေမဲ့အခုချိန်မှာတော့ချိုးလေးရဲ့တရုပ်ဆောင်စွမ်းရည်တွေကိုတကယ်ကိုတိုးတက်လာပြီးတော့ကြည့်ရှုနေကြတဲ့ပရိသတ်တွေကလည်းပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်ဆိုင်းရင်မိုးနဲ့ပတ်သက်ပြီးတော့ဒီရက်ပိုင်းမှာ LGBT gay ဖြစ်နေတယ်ဆိုပြီးတော့အထင်ကြီးတွေပြခံနေရပြီးဝေဖန်မှုတွေအများပြားထွက်ပေါ်နေရလဲဖြစ်ပါတယ်ဒီလိုသတင်းတွေရုတ်တရက်ထွက်ပေါ်လာတဲ့အဓိကအကြောင်းရင်းကတော့မကြသေးခင်ကပြည်သက်တွေရှိကိုရောက်ရှိလာတဲ့တကြံအထိမ့်မှန်အနေနဲ့ရိုက်ကူးထားတဲ့ဆိုင်းရင်မိုးရဲ့ဓာတ်ပုံအသစ်တွေကြောက်ပါပဲအဲ့ဒီပုံတွေထဲမှာသူ့ရဲ့အဝတ်စားစီရင်မှု fashion တွေနဲ့ post ပေးတာတွေဟန်ဘာအမူအရာတွေကပုံမှန်မြင်တွေ့နေကြယောက်ျားပိသားပြီးတော့စမတ်ကြတဲ့ပုံစံမျိုးလုံးဝမဟုတ်ပဲအနည်းငယ်မိမသားဆန်နေတဲ့ဂေးပုံစံပေါက်နေတယ်လို့ပြည်သက်အများစုကရှုမြင်ခဲ့ကြတာလည်းဖြစ်ပါတယ်ဒီဓာတ်ပုံနဲ့ online ပေါ်မှာပြန့်နှံ့သွားတာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကတော့အတော်လေးကိုဆူညံနေရလဲဖြစ်ပါတယ်လူများစုကတော့ဆိုင်းရင်မိုးလိုမျိုးရုပ်ရည်အစင်းအင်္ဂါပြည့်စုံပြီးတော့ချောမောလာပါတဲ့မင်းသားတယောက်ကိုတခြားကကနနာယောက်ျားပြီးသားတဲ့ပုံစံမျိုးနဲ့ဓာတ်ပုံရိုက်လို့ရရတဲ့သားနဲ့ဘာဖြစ်လို့ဒီလိုဂေးပုံစံပေါက်နေတဲ့ဓာတ်ပုံတွေရိုက်နေတာလဲဆိုတာပြောဆိုနေကြရလဲဖြစ်ပါတယ်တမင်တကာရွေးချယ်ပြီးတော့ရိုက်ကူးနေရလားဆိုပြီးတော့လဲပြပြင်းထန်ထန်မကြေမနက်ဝေဖန်ပြောဆိုနေကြရလဲတွေ့ရှိရပါတယ်ရှင်ပရိသတ်တွေကရောဆိုင်းရင်မိုးကို LGBT ဖြစ်နေတယ်လို့ထင်ပါသလားဆိုတာခွင့်မမရေးသွားပေးခဲ့ကြပါအောင်ရှင်